Premier League ပွဲစဉ်30ကိုရောက်လာပါပြီဒီတစ်ပတ်မှာဘယ်အသင်းဒီနိုင်မလဲကိန်းကနန်းတွေကဘာတွေပြောနေလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ကဲဒီစနေတနင်္ဂနွေမှာ Premier League ပွဲဒီကြီးဖို့စီစဉ်ဆွဲနေကြပြီလားပွဲကောင်းတရားစောက်ကြနေပါပြီစိတ်ဝင်စားစရာကောင်းတာကပွဲတွေမကန်ခင်မှာပဲ prediction model တစ်ခုကပွဲတိုင်းရဲ့ရက်လက်ကိုကြိုပြီးတွက်ချက်ထားပြီးသားတယ်ဗျာကဲသူကဘယ်လိုတွေများပြောထားလဲကြည့်လိုက်ကြရအောင် Okay ဒါကတော့ဒီတစ်ပတ် game week 30အတွက်ခံမှန်းချက်အပြည့်အစုံပါပဲဒီတရားကြီးကိုကြည့်အောင်လည်းတော့ရှုံးသွားနိုင်တယ်ဒါမဲ့စိတ်မပူပါနဲ့ဒီထဲမှာပုံနေတဲ့စိတ်ဝင်စားစရာချက်လက်တွေကိုတစ်ခုချင်းစီဆွဲထုတ်ပြီးကြည့်သွားကြမယ်ကဲပထမဆုံးအခန်းကဏ္ဍအနေနဲ့ဒီ algorithm ကဘယ်အသင်းတွေကိုဒါတွေကတော့နိုင်မှာတေချတယ်လို့ပဲဆိုပြီးအမှန်ချက်အရှိဆုံးထောက်ပြချလဲဆိုတာကြည့်ကြမယ် Wow 66ရာခိုင်နှုန်းဒါကဒီတစ်ဖက်ပွဲစဉ်တွေအလုံးထဲမှာအမြင့်ဆုံးနိုင်ခြေရာခိုင်နှုန်းပဲဘယ်အသင်းများချိမလဲအဖြေကတော့ Liverpool ပါပဲဒီ model ရဲ့ခံမှန်းချက်အရဆိုရင် Anfield မှာ Spurs ကို4 ဂိုးပြတ်နဲ့အနိုင်ယူသွားမယ်လို့အခိုင်အမာဆုံးတွက်ချက်ထားတာပါ96ရာခိုင်နှုန်းဆိုတော့တော်တော်လေးကိုတေးချနေတဲ့သဘောပဲနောက်ထပ်ကိန်းကနန်းတစ်ခုကိုမြန်မြန်လေးကြည့်လိုက်အောင်ခလက်ဆက်ရခိုင်နှုန်းဒါကတော့အဝေးခွဲမှာ West Ham ကိုတော့ကန်ရမယ် Manchester City ပါပဲသူတို့ကိုလည်း3 ဂိုးပြတ်နဲ့နိုင်မယ်လို့ဒီ model ကခံမှန်းထားတာပါပြီးတော့တတိယမြောက်အခိုင်အမာဆုံးခံမှန်းချက်ကတော့68ရာခိုင်နှုန်းဒါကတော့ Everton ကိုအင်ခွေးမှာအိတ်ခံရမယ် Arsenal အတွက်ပေါ့သူတို့လည်းငကိုးပြတ်နဲ့နိုင်မယ်လို့တွက်ထားတယ်ဆိုတော့ဒီတစ်ပတ်ရဲ့နိုင်ပွဲအသေးချဆုံးအသင်းတွေကတော့ Liverpool, Man City နဲ့ Arsenal ဒီအသင်းကြီး၃သင်းပါပဲကဲနိုင်မှာတေးကြတော့ရှိတဲ့ပွဲတွေကြောင်းပြောပြီးပြီဆိုတော့တစ်ဖက်ကိုပြန်ကြည့်အောင်ရလက်ကိုဘလို့မှကြိုတင်ခံမှန်းလို့မရတဲ့တက်ကဲကိုအကျိတ်အနေရှိမဲ့ဓာတ်တော်ဘော်ကပြိုင်ပွဲတွေကြောင်းကြည့်ကြရအောင်ဒီနေရာမှာအကောင်းဆုံးဥပမာကတော့ Sunderland နဲ့ Brighton ပွဲပဲကြည့်လိုက်ပါအောင်အင်ရှင်နိုင်ချီ 33%တရေကျနိုင်ချီ 34% အဲ့ဒီနိုင်ချီ 33%တရားခိုင်နှုန်းမဲ့กว่าတာတကယ့်ကိုမတီးမရီးမဲ့နော်တကယ်ပါကင်းကနန်းဒီရတော့မှဒါကအခြေစစ်ပြီးပြီးခေါင်းလာပလာလောင်းရတဲ့ပွဲလို့ပြောလို့ရတယ်ဘယ်ဘက်ကိုထပ်သွားမလဲဆိုတာဘယ်သူမှမပြောနိုင်ဘူးနောက်ထပ်အကျဉ်းအနေရှိမဲ့ပွဲတစ်ပွဲက Man United နဲ့ Aston Villa ပွဲပါUnited နိုင်ချီက 36% Villa နိုင်ချီက 34%ဟာနေလာခိုင်နှုန်းမဲ့กว่าရဲဆိုတော့တကယ့်ကိုအသက်ရှူအောင်ပြီးကြည့်ရမယ့်ပွဲမျိုးပဲဟုတ်ပြီပွဲချက်တွေအကြောင်းဖျောက်ပြီးပြီဆိုတော့နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုခုကြည့်ကြရအောင်အဲ့ဒါကတော့အဝေးကွင်းမှာတောင်ခြေစွမ်းဖျောက်ပြီးအနိုင်ရနိုင်ခြင်းမြင့်တယ်လို့သတ်မှတ်ခံထားရတဲ့အသင်းတွေကြောင်းပါပဲဒီထဲမှာထင်ထင်ရှားရှားတွေ့ရတာကတော့ Bournemouth ပဲပန်လီကွင်းကိုတွားကန်ရမှာဖြစ်ပေမဲ့သူတို့ရဲ့နိုင်ခြေက90ရာခိုင်နှုန်းအထိရှိနေတယ်ရလက်ကတော့စစ်နစ်နဲ့နိုင်သွားမယ်လို့တွက်ထားရတာဒါပေမဲ့ဒီတစ်ပတ်ရဲ့အဝေးကွင်းပြရင်အစစ်အမှန်ကလို့ခုနကကျွန်တော်တို့ပြောခဲ့တဲ့ Manchester City ပါပဲသူတို့ရဲ့နိုင်ချီ90ရာခိုင်နှုန်းကဒီတစ်ပတ်အဝေးကွင်းကန်ရမယ်တခြားအသင်းတွေအားလုံးထက်အပြက်ဆက်ကိုတားလုံနေတာတွေ့ရမှာပါကဲအချက်လက်တွေအများကြီးပြောခဲ့ပြီးပြီဆိုတော့အားလုံးကိုပြန်ပြီးခြုံငုံထုံသက်ကြည့်အောင်ဒီတစ်ပတ်ရဲ့ပွဲစဉ်တွေကနေကျွန်တော်တို့ဘာတွေကိုအဓိကယူသွားလို့ရမလဲအဓိကအချက်ဒီကိုပြန်ကောက်ရရင်နံပါတ်1အသင်းကြီး3သင်းဖြစ်တဲ့ Liverpool, Man City နဲ့ Arsenal တို့ကဒီတစ်ပတ်မှာအပြတ်အသက်နိုင်ပွဲရဟုရေးပအဆဆုံးပဲဒုတိယအချက် Sunderland နဲ့ BH ပွဲကတော့ဘယ်လိုမှခံမှန်းလို့မရတဲ့ပွဲတတိယအချက်ကတော့ Man United နဲ့ Villa ပွဲကလည်းအရန်ကိုအကျင့်အနဲ့ရှိမဲ့ပွဲစဉ်တစ်ခုဖြစ်နေတယ်နောက်ဆုံးအနေနဲ့အဝဲကွင်းမှာခြေစွမ်းပြနိုင်မဲ့သင်းတွေကတော့ဘောမောက်နဲ့အထူးသဖြင့်နိုင်ချင်းအမြင့်ဆုံးဖြစ်တဲ့ Man City တို့မှာပဲကဲကိန်းကနန်းတွေကတော့သူတို့ဘက်ကပြောစီရရှိတာကိုပြောပြီးသွားပြီဒါပေမဲ့ဘောလုံးရဲ့အလားတရားဆိုတာကကိန်းကနန်းတွေထမှာအမြဲတမ်းရှိမနေတတ်ဘူးလေမထင်မှတ်တာတွေဖြစ်တတ်တာကမှဘောလုံးပွဲရဲ့အရာတာပဲမဟုတ်လားဒီတော့တကယ်ကွင်းထဲမှာဒီခံမှန်းချက်တွေထဲကဘယ်ဟာဒီကိုဘောလုံးပွဲကမာယွင်းချောင်းသက်တည်ပြသွားမလဲဆိုတာကတော့ရင်ခုန်စွာနေစောင့်ကြည့်ရမှာပါပဲ